မလေးရှားမှာပြီးခဲ့တဲ့ရက်ပိုင်းကလူတက်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။မြန်မာအချင်းချင်းတက်တဲ့လူတက်မှုဖြစ်ပြီးတော့မှသတင်းစာခေါင်းကြီးပိုက်မှာပေါ်ပြခံရတဲ့အထီးကိုသတင်းကြီးခဲ့ပါတယ်။အဲ့ဒါကတော့မလေးရှားပြည်နယ်လိုလုံဘူကစ်ဂျူရာရှိမှရှိတဲ့မြန်မာစားတောက်ဆိုင်တစ်ဆိုင်ပေါ့နော်။အဲ့ဆိုင်တစ်ဆိုင်ကတော့နဒီဟိန်းလို့နာမည်ပေးထားတဲ့မြန်မာဆိုင်ဖြစ်ပါတယ်။အဲ့မြန်မာဆိုင်ကဆိုင်ရှင်အမျိုးသမီးအသက်32နှစ်အရွယ်မီဟောင်ချန်ဆိုတဲ့မွန်တိုင်းသူလေးတည်ဆုံးသွားခဲ့တာဖြစ်ပါတယ်အသက်ခံရပြီးတော့မလေးရှားကိုရောက်ဖူးတဲ့သူတိုင်းကတော့သိလိမ့်မယ်မြန်မာဆိုင်ဆိုလို့ရှိရင်တော့ဝေယဝိဆပစ္စည်းအတူအထွာကအစသမင်းဟင်းမကြံအရက်ဘီယာတွေပါရောင်းအစုံရောင်းတဲ့ဆိုင်ဖြစ်တယ်အခင်းဖြစ်တဲ့နေ့အတိအကျပြောရရင်တော့ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့ဆိုင်ကိုအမြဲလာစားနေကြကစတမာတယောက်မြန်မာဆိုင်ဆိုတော့မြန်မာလူမျိုးပေါ့အရက်ဘီယာလာရောက်ပြီးတော့မှသုံးဆောင်တယ်ငကိုတွေကလည်းလာနေကြပဲအဲ့ဒီအချိန်မှာညဘက်အိမ်ပြန်တဲ့အချိန်ဆိုင်ပိတ်တဲ့အချိန်ထိမပြန်သေးဘူးအဲ့ဒီအချိန်မှာတင်မော်ဒီတုတ်ကိစ္စနဲ့ပတ်သက်ပြီးတော့မှမကောင်းဘူးဆိုပြီးတော့မှပြဿနာရှာပြီးတော့မှအဲ့မှာဆိုင်ရှင်နဲ့အခြေတင်ဖြစ်တယ်ဒီမော်ဒီကမဲမဲတူတူကြီးစောရင်းစိတ်ပြရဒါမှမဟုတ်ဒီရမင်းတို့ကပြေးခဲ့တယ်စကားများငါတိတ်လို့များတယ်ဒီနေ့များတယ်စကားများလားဆိုင်ရှင်ဒီအမျိုးသမီးကြီးရဲ့ရုပ်ကြားခင်မွန်းတယ်နဲ့ဖြစ်တယ်ဆိုင်ရှင်ဘက်ကနေပြီးတော့လူယောက်ျားသား4-5ယောက်တော့တွေ့ရတယ်ရုပ်တံပါရဆိုလို့ရှိရင်အများနဲ့တယောက်နဲ့အခြေတင်းဖြစ်တဲ့ချိန်မှာဓားယူပြီးတော့မှထိုးလိုက်တယ်အဲ့ဒီအချိန်မှာဒီမီဟောက်ချန်ဆိုတဲ့အမျိုးသမီးကနေပြီးတော့မှသူ့ယောက်ျားကြားကနေပြီးတော့မှခံပြီးတော့မှရင်ဝတ်တဲ့ထိုးမိပြီးတော့မှအခင်းဖြစ်နေရမှာဒီမဲ့တေသွားတယ်ထူးခြားတာကတေသွားတဲ့မီဟောက်ချန်မှာကိုဝင်ပါသွားတယ်မီဟောက်ချန်ကမွန်တိုင်းသူဖြစ်တယ်မွန်ပြည်နယ်မော်လမြိုင်မြို့မနယ်မှာကျောင်းတက်ခဲ့တဲ့သူဖြစ်တယ်အဲ့မှာယဉ်ကျေးမှုနဲ့အဲ့မှာလည်းပါဝင်တဲ့သူဖြစ်တယ်ပြီးတော့လက်ရှိမှာလည်းအဆိုတော်ပေါက်ဆလည်းဖြစ်တယ်တချင်းအဆိုလည်းကောင်းတယ်အဆိုတော်ဖြစ်ဖို့လည်းရည်မှန်းချက်ရှိတဲ့သူတယောက်လည်းဖြစ်တယ်ပြီးတော့သူ့ယောက်ျားနဲ့အတူတူကိုမလေးမှာတရားဝင်အလုပ်လုပ်ကင်ပြီးတော့မှမြန်မာဆိုင်တွေကိုဖွင့်နေရောင်းချရင်းနဲ့2နှစ်ကျော်လောက်လုပ်ကင်ခဲ့ရင်းအခုကိုဝင်လွယ်ထားရဖြစ်ပြီးတော့မှကိုဝင်လွယ်ရင်းတန်းလက်နဲ့အခုလိုအသက်ခံလိုက်ရတာဖြစ်တယ်မြန်မာပြည်ထဲမှာတော့သူသမီးတယောက်ကြံရေးခဲ့တယ်အဲ့သမီးကအခု6နှစ်အရွယ်ရှိနေပြီအခုဖြစ်စဉ်ကမလေးနိုင်ငံရဲ့သတင်းစာခေါင်းကြီးပိုင်းတွေမှာလည်းကြည်ကြည်မြတ်တွေ့ရတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှဒီပြောနေကြတယ်တင်မော်ဒီကေထောင်ကိစ္စ၄ကြောင်ပြဿနာဖြစ်ပြီးတော့မှလူတက်မှုအဆင့်ထိဖြစ်သွားလူတက်တာတော့မှအမျိုးသမီးဘာမှမဆိုင်တဲ့သူကိုဝင်လဲပါသွားတယ်တယောက်တည်းကိုတက်တာ2ယောက်ကိုတက်သူဖြစ်သွားတယ်မလေးပြည်သူမလေးနိုင်ငံသားတွေကလည်းဒီအကြောင်းကိုအထူးဝေဖန်ပြီးတော့မှပုတ်ခတ်ကြတယ်ကိုလူမျိုးတွေကဒီဂျမ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှတိတ်ခါတွေကြားရတယ်ပြီးတော့မှဒီမှာကကျိုးလွန်သူကနေပြီးတော့မှရခိုင်လူမျိုးတို့အညာသားတို့ဆိုပြီးတော့မှကိုမြန်မာအချင်းချင်းလူမျိုးရေးဝါဒနဲ့အငင်းခုန်ဖြစ်ပြီးရန်ဖြစ်နေကြတာလည်းတွေ့ရတယ်တကယ်တော့ဒါကလူမျိုးရေးလည်းမဟုတ်ဘူးရခိုင်လည်းမဟုတ်ဘူးအညာသားလည်းမဟုတ်ဘူးမြန်မာလူမျိုးတွေဖြစ်တယ်အဓိကအတရခံကအရက်ကြောင့်ဖြစ်တယ်ပြီးတော့တင်မော်ဒီထောင်ကိစ္စနဲ့ဒီလောက်ဖြစ်သွားတယ်ဆိုပြီးတော့မှပြောနေကြတာလေငကိုတဲ့ကတင်မော်ဒီထောင်ကိစ္စမဟုတ်ဘဲနဲ့ငကိုတဲ့ကမကြည်မတက်တဲ့ကိစ္စတွေလည်းအချင်းချင်းမြန်မာအချင်းချင်းကြားမှာရှိပြီးတော့မှအဒါကိုတင်မော်ဒီတောင်းအကြောင်းပြပြီးတော့မှရစ်တာလို့လည်းပြောတယ်တင်မော်ဒီကမဲမဲတူတူကြီးစောရင်းစိတ်ပြရပြီးတော့ဆိုင်ရှင်ကအများနဲ့တယောက်နဲ့ဒီလိုမျိုးလူမြင်ကွင်းမှာဝိုင်းယူဖြဲတဲ့ပုံစံမျိုးကြတော့မခံနိုင်တော့ဘဲနဲ့အတွေ့တဲ့ဓာတ်နဲ့ကိုကောက်ထိုးပစ်လိုက်တယ်လို့လည်းပြောတယ်အဲ့မှာဂျားထဲမှာဒီအမျိုးသမီးကနေပြီးတော့မှခံလိုက်ပြီးတော့မှတိတ်ဆုံးသွားတာပေါ့နော်ပြ
ဖြစ်စဉ်ကိုသုံးသပ်ကြည့်ရရင်မလေးရှားနိုင်ငံကိုကိုရီကကိုယ့်နိုင်ငံမကောင်းလို့အလုတ်လာလုတ်တာတဲ့ပြောရလို့ရှိရင်တော့ကြုံလာခံကြတာပဲအဲ့တော့ဒါကိုမခံချင်စိတ်လေးကတော့မသိစိတ်ထဲမှာကင်းအောင်နေတယ်အဲ့ဒီချိန်မှာအရက်ဒေတာတွေတောက်စားလိုက်တဲ့ချိန်မှာကိုမြမအချင်းချင်းတွေပြဿနာတက်တယ်ကိုမြမအချင်းချင်းပြဿနာတက်ပြီးတော့မှပြီးဆုံးသွားရင်လည်းကိစ္စမရှိဘူးဒါပေမဲ့တက်မှုအထိဖြစ်သွားတယ်ဒီဖြစ်စဉ်ကြောင့်ဒီတည်ဆုံးသွားတဲ့မီဟောင်ချန်ရဲ့အမျိုးသားလည်းဒဏ်ရာရတယ်နောက်ထပ်2ယောက်လည်းဒဏ်ရာရတယ်လို့ပြောတယ်စိတ်ကူးတောက်မှုခံယူနေရတယ်ကျိုးလွန်သူကရဲ့အပေါင်းအသင်းကလည်းညီကို2ယောက်နောက်ထပ်သူ့အပေါင်းပါ1ယောက်3ယောက်ကိုလည်းရုံးထုတ်စစ်ဆေးနေပြီအခုဆိုရှင်အမှုဆွဲချက်လည်းတင်လိုက်ပြီပြစ်ဒဏ်ကတော့အလွန်ဆုံးအနည်း20အထက်ပဲနှလောင်းပြိုင်ဖြစ်တဲ့အခါကျတော့ကိုဝင်နဲ့ဖြစ်သွားအခါကျပြစ်မှုပိုကြီးတယ်ပြီးလို့ချင်းဒါကတရားဝင်သမားလားအောက်လန်းသမားလားဒီအိုသမားလားအဲ့မှာလည်းပြစ်မှုတွေထပ်ပြီးတော့မှပေါ်ပေါအောင်မယ်ဆိုတော့ကျူးလွန်ခံရတဲ့သူကသူ့လုတ်လို့သူခံရတာပြဿနာမရှိဘူးဒါပေမဲ့ဂျားထဲမှာမြန်မာတွေနာမည်ပြတ်တယ်အဖမ်းခံရရင်လည်းအုပ်လိုက်ချင်းလိုက်လည်းအခုလုတ်လို့ဆဲမှာလည်းအော်ပရာစီအရင်ကြီးရနေတယ်အရက်သေးစာတောက်စားတဲ့အချိန်မှာဒီမှာကိုရီကမခံချင်စိတ်တွေနဲ့ကိုလူမျိုးအချင်းချင်းကိုပဲပြန်ဖိအားပေးပြီးမှလုပ်တာတတိရှိလို့လည်းမဟုတ်ဘူးဒီလိုလူတက်မှုဖြစ်တယ်ဆိုတာတတိရှိလို့လည်းမဟုတ်ဘူးမူးလို့ယူလို့ဖြစ်သွားတာဖြစ်သွားပြီးလို့ရှိရင်ကြောက်လိုက်တာမှတုံးလို့ဒါတွေကထုံးစံပဲအဲ့တော့လူမျိုးရေးဝါဒကြောင့်လည်းမဟုတ်ဘူးရခိုင်ကလားတရုတ်ချင်းဗမာကြောင့်လည်းမဟုတ်ဘူးဒါဟာအရက်ကြောင့်ဖြစ်တယ်မစင်မချင်းတဲ့လောက်ရက်တစ်ခုကြောင့်ဖြစ်တယ်ဘာမဟုတ်တာလေးနဲ့အခုလိုဖြစ်စဉ်မျိုးဖြစ်သွားပြီးတော့မှတိုင်းတစ်ပါးသူများရဲ့လက်အောက်မှာကျွန်ခံရတဲ့အပြင်ကိုတိတ်ခါပါအကြခံရတယ်မြန်မာလူမျိုးတွေဆိုပြီးတော့မှဒါကသတင်းစာခေါင်းကျစ်ပိုင်းမှာခုတလို့မလေးရှားလူမျိုးတွေမှာဗာနာမည်ကြီးနေတဲ့မြန်မာလူမျိုးတွေရဲ့မှုခင်းသတင်းဖြစ်စဉ်ဖြစ်ပါတယ်
跳。